ပလဲနတ်သူမဟုတ်တဟီဒီပလဲဆိုတာတဘာဝရဲ့စမ်းကြယ်လာပတဲ့လက်ဆောင်တစ်ခုပါသူကတာမန်ပလဲဖြူတွေတဲ့ပူပြီးထူးခြားဆန်းပြတဲ့ဖြစ်တည်မှုရှိပါတယ်ပလဲနတ်ဖြစ်လာပုံအစဉ်စဉ်ကိုအောက်မှာရှင်းပြပေးလိုက်ပါတယ် date အဓိက foundation the oyster ပလဲနတ်ကို pink tiger margaritifera လို့ခေါ်တယ်နှုတ်ခမ်းနဲ့ငမာကောင် black lip oyster တမျိုးတည်းကပဲထုတ်လုပ်နိုင်ပါတယ်ဒီကမာကောင်တွေဟာများသောအားဖြင့်ပလင်တစ်ပိုလီနီရှားကျွန်းစုတွေရဲ့ရေနပ်ပိုင်းမှာရှင်သန်ကြပါတယ်။နှင့်စတင်ဖြစ်ပေါ်ပုံ the process ပလဲတလုံးဖြစ်တည်လာဖို့အတွက်အောက်ပါအဆင့်တွေလိုအပ်ပါတယ်။ပြင်ပဖြစ်စည်းဝင်ရောက်ခြင်းကမာကောင်ရဲ့ကိုယ်တည်းတွေကိုတဲပွင့်ကြောက်မုံဒါမှမဟုတ်ကပ်ပါကောင်လေးတစ်ခုခုမတော်တဆဝင်သွားတဲ့အခါဒါမှမဟုတ်လူကနေအနှစ်သားလေးထည့်ပေးလိုက်တဲ့အခါကမာကောင်ကနာကျင်မှုကိုခံစားရပါတယ်။ခုခံကာကွယ်ခြင်းအဲ့ဒီနာကျင်မှုကိုတတ်တာအောင်ကမာကောင်ကနေဂယ်လို့ခေါ်တဲ့အရေးကြီးလေးတွေကိုအထက်အခတ်ထုတ်လွှတ်ပြီးဟိုးပစ္စည်းလေးကိုဖုံးအုပ်လိုက်ပါတယ်။အရောက်ဖြစ်ဒီပုံဒီနေရာမှာပလဲနဲ့ဖြစ်လာရတဲ့လျှို့ဝှက်ချက်ရှိပါတယ်။ဒီကမာကောင်ရဲ့အတွင်းသားနှုတ်ခမ်းသားမှာအမြဲရောင်ရည်ပစ္စည်းတွေပါဝင်နေတာကြောင့်သူထုတ်လိုက်တဲ့ပလဲရည်တွေဟာအမြဲရောင်တန်းသွားတာဖြစ်ပါတယ်။၃အယောင်အတွေးကွေးပြားမှုပလဲနဲ့လို့ဆိုတော့လဲလုံးဝမင်းအိုးတဲ့နှစ်ထားသလိုမဲနဲ့နေတာမျိုးမဟုတ်ပဲ peacock ဒေါင်းအောင်ကြီးရောင်စိမ့်ရွှေရောင်တန်းတာမျိုး eggplant ခရမ်းရောင်ဖြော့တန်းတာမျိုးစသဖြင့်အယောင်အမျိုးမျိုးကွဲပြားနိုင်ပါတယ်။၄အချိန်ကာလပလဲတစ်လုံးမှာပုံမှန်အားဖြင့်2နှစ်ကနေ3နှစ်ထိကမာကောင်ရဲ့ကိုယ်ထဲမှာအချိန်ယူတည်ဆောက်ရပါတယ်။အချိန်ကြာလေးပလဲရည်အထက်များပြီးပိုမိုတောက်ပလေးဖြစ်ပါတယ်။ထူးခြားချက်ပလဲနတ်ဟာရှားပါယုံတင်မကပဲသူ့ရဲ့တောက်ပမှု luster ကတခြားပလဲတွေတဲ့ပိုမိုနှစ်ချင်းပြီးလျှို့ဝှက်စမ်းကြဲတဲ့အလှကိုပိုင်ဆိုင်ထားတာကြောင့်ပလဲတို့ဤဘရင်မလို့တောင်တင်စားကြပါတယ်။